ဒါဆိုရင်သမီးကဗုဒ္ဓဘာသာနော်ဗုဒ္ဓဘာသာသမီးမေးတဲ့မိကုန်းကဖျားတောက်တော်ကြီးဟာနေတိုင်းလဲပြီးတော့မှကတ်ရတာလားတဲ့ဒီတဲ့ကပြန်ပြီးတော့မှဖြေမယ်နော်မိဘတယောက်လို့နဲ့ပြန်ပြီးတော့မှဖြေမယ်သမီးကလည်းမေးချင်တယ်ဆိုတော့သမီးတကယ်ကိုလည်းမိကုန်းကောင်းလေးမလို့ပြန်ဖြေမယ်သမီးနေတိုင်းရေတောက်သလားတနေ့ရေဘယ်နှကြိမ်တောက်လဲသမီးရေတနေ့ကိုဘယ်နှကြိမ်တောက်လဲရေစာတိုင်းရေတောက်တယ်မဟုတ်လားဟုတ်တယ်နော်သမီးရေစာတိုင်းရေတောက်တယ်တနေ့ဟိုမှာရေတစ်ချိန်ပဲတောက်ရမယ်တို့ရေတစ်ခါတောက်ထားပြီးရင်တောက်เสียမလို့တော့ဘူးလို့ရှိလားမရှိဘူးနော်ရေစာတိုင်းရေကိုတောက်တယ်အကျဉ်ရေအကန့်အသတ်မရှိရေကိုတောက်တယ်အဲ့တော့ဒီသင်းတို့တွေကမြတ်စွာဘုရားရုပ်တုကြီးဒီလိုမြင်မယ်ဒီခေတ်ကလေးတွေဟုတ်ပြီဒီမြတ်စွာဘုရားရုပ်တုကိုဗုဒ္ဓဘာသာဝင်တွေကဘယ်လိုသဘောထားပြီးကိုးကွယ်တာလဲဆိုရင်တတ်တော်ထင်ရှားတပ်ဖြင့်ညူမြတ်စွာဘုရားတတ်တော်ထင်ရှားတကယ်ကိုမြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုရည်မှန်းပြီးတော့မှဒီပုဂ္ဂိုလ်ဟာလောကကြီးမှာမရှိတော့ပေမဲ့လည်းဒီပုဂ္ဂိုလ်ရဲ့အဆုံးအမတွေတရားဓမ္မတွေကိုပူဇော်ပြီးတော့မှဒီပုဂ္ဂိုလ်ရဲ့အဆုံးအမတွေနဲ့ဒီပုဂ္ဂိုလ်ကိုတတ်တော်ထင်ရှားရှိနေသေးတယ်ဆိုတဲ့အမှတ်နဲ့ရေချမ်းတွေစွန်းတွေစီမီးတွေပန်းတွေကိုစက္ကပ်လှူဒန်းခြင်းဖြစ်တယ်။ဒါကြောင့်မလို့လူတယောက်ဟာရေဆိုင်ခဏခဏတောက်တယ်လို့ပဲမြတ်စွာဘုရားကိုလည်းတတိယတိုင်းတောက်တော်ရေချမ်းစက္ကပ်လှူဒန်းနေဆိုရင်ကုသိုလ်တတိယတိုင်းရတယ်။လူတွေတနေ့ကိုထမင်းစားတယ်လို့ပဲတန်ဃာတော်တွေဆိုရင်နေမုံမလဲခင်မှာစွန်ဖုံပေးတယ်နေမုံလဲပြီးသွားရင်တီလာအတွက်တီလာစောင့်တီတာဖြစ်တဲ့အတွက်ကြောင့်မလို့စွန်မစားတော့အဲ့တော့နေမုံမတည့်ခင်မြတ်စွာဘုရားတည်လဲတန်ဃာဖြစ်တဲ့အတွက်ကြောင့်မလို့နေမုံမတည့်ခင်မှာမြတ်စွာဘုရားကိုစွန့်ကပ်ရတယ်အဲ့တော့စွန့်ကတ်တယ်ဆိုရင်လေစွန့်တော်ကွက်ကလေးတွေចောင်းစားလောက်ကလေးတွေပြီးစနောင်လေးတွေနဲ့မဟုတ်ဘဲနဲ့ចောင်းစားကွက်ကလေးတွေနဲ့ပြီးစနောင်လေးတွေနဲ့ကတ်ဆရာမြတ်စွာဘုရားဟာတတ်တော်ထင်ရှားလူတို့တွေရဲ့ဗုဒ္ဓမြတ်စွာဘုရားဆိုတာကလူကနေဖြစ်တာလူမြတ်စွာဘုရားဒီလူသားစစ်ဘုရားအဲ့တော့လူအသွေးနဲ့အသားနဲ့လူသားစစ်ဘုရားဖြစ်တဲ့အတွက်ကြောင့်မလို့လူတွေလိုပဲသူလဲစားသုံးတယ်ဟုတ်တယ်နော်စားသုံးခဲ့တယ်အခုတော့မြတ်စွာဘုရားဟာမရှိတော့ဘူးပြိဋိဘံပြူသွားပြီဒါပေမဲ့တို့တွေဗုဒ္ဓဘာသာဝင်တွေဟာတတ်တော်ထင်ရှားမြတ်စွာဘုရားအနေနဲ့ပူဇော်တယ်ကိုးကွယ်တယ်လှူဒန်းမှုတွေကိုပြုတယ်အဲ့တော့လူသားတစ်ယောက်စားတယ်လို့မျိုးပဲတို့တွေဟာစွန်းပွဲတွေကိုပြင်ဆင်မယ်အချိုပွဲလေးရင်နွေးလေးတွေစသဖြင့်လက်တော့ပွားလေးတွေဒီလိုလေးတွေနဲ့ပြင်ဆင်ပြီးတကယ့်ကိုတတ်တော်ထင်ရှားတန်ဃာတစ်ပါးကိုရီမန်းပြီးတော့မှကတ်တယ်လို့မျိုးပဲစွန်းပွဲတွေကိုပြင်ဆင်ပြီးကတ်တယ်ရေချမ်းတွေကိုပြင်ဆင်ပြီးတော့မှကတ်တယ်ရေတောက်တော်ရေချမ်းနေတိုင်းလဲရတာလားဆိုတာနေတိုင်းလဲရတာဆိုတာထက်တနေ့မှာမိမိလူသားတယောက်ဟာရေကိုစာတိုင်းတောက်တယ်လို့ပဲမြတ်စွာဘုရားကိုရေတောက်တိုင်းမြတ်စွာဘုရားကိုတောက်တော်ရေချမ်းကန့်ရင်အမြဲတမ်းကုသိုလ်ရနေစေတယ်